ကဲမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာ Iron Mind မြန်မာကနေကြိုးဆိုပါရစေကျွန်တော်တို့အားလုံး2026ရဲ့အခြေလမ်းအသစ်တွေကိုအခုပဲစတင်နေကြပြီဒါပေမဲ့ရှေ့မဆက်ခင်ကျွန်တော်မင်းကိုမေးခွန်းတစ်ခုလောက်မေးပါရစေပြီးခဲ့တဲ့2025မှာမင်းဘာတွေမှားခဲ့လဲကိုပြန်ဆန်းစစ်ဖို့ရောကြောက်နေသလားတကယ်တော့လေမင်းရဲ့အမှားတွေဆိုတာမင်းကိုတတ်မဲ့တရားတွေမဟုတ်ပါဘူးမင်းကိုပို့ပြီးတော့တန်မာလာစေမဲ့လက်နက်တွေပါဒီနေ့ဗီဒီယိုမှာတော့2025ကအမှားတွေကိုသင်ခန်းစာယူပြီး2026မှာအောင်မြင်မှုအဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ The Roadmap လမ်းပြမြေပုံကိုကျွန်တော်အသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်။ Okay ပထမဆုံးအနေနဲ့နာကျင်မှုကိုလက်ခံခြင်းအကြောင်းပြောချင်ပါတယ်။လူတော်တော်များများကပြီးခဲ့တဲ့နေ့ကိုပြန်ကြည့်လိုက်ရင်နောင်တတယ်နဲ့ပဲပြည့်နေတတ်ကြတယ်ဗျာ။ငါဒါကိုမလုပ်ခဲ့သင့်ဘူးလို့ငါအချိန်တွေဖြုံးခဲ့မိတယ်လို့ပေါ့2025မှာမင်းဘာတွေမှားခဲ့လဲ။အဲ့ဒီအမှားကမင်းကိုအခုထိညှဉ်းပန်းနေတော့လားအမှန်တကယ်တော့မင်းအမှားလုပ်ခဲ့တယ်ဆိုတာကမင်းဟာစူးစမ်းနေသူတယောက်ဖြစ်လို့ပါပဲဘာမှမလုပ်တဲ့သူကဘာမှမမှားဘူးဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီအမှားတွေကိုမင်းရဲ့ဝန်တော့ဝန်ပေါ်အဖြစ်မထားတော့ပဲလေကားတဲ့အဖြစ်ပြောင်းလဲပြစ်ဖို့အချိန်တန်ပါပြီကဲအမှားကြီး၃ခုကိုစမ်းစစ်ကြည့်အောင်အမှားတစ်ခုအချိန်ကိုရောင်းစားခြင်းမင်းရဲ့အဖိုးတန်တဲ့အချိန်တွေကိုသူတစ်ပါးရဲ့အောင်မြင်မှုကိုဖုံးထဲကနေထိုက်ကြည့်ရင်လည်းပဲကုံဆုံးခဲ့တာလားတနေ့ကို3နာရီလောက်ဖုံးပွနေတာဟာတစ်နက်မှာရက်ပေါင်း45ရက်လောက်အချိန်ဖြုံးလိုက်တာနဲ့အတူတူပဲဆိုတာတတိထားပါအမှားနှစ်ပတ်ဝန်းကျင်ကိုအပြည့်ပုံချခြင်းပတ်ဝန်းကျင်စီဝါရေးမိဘဓာတွေကိုပဲအပြည့်တင်နေလို့မင်းဘဝကတကယ်တော့ပြောင်းလဲသွားမှာလား Iron Mind ရှိတဲ့သူကကိုမထင်းချုံနိုင်တဲ့အရာကိုလွတ်ချပြီးကိုလွတ်နိုင်တာကိုပဲအာယုံစိုက်တယ်ဗျာအမှားသုံးစီကမ်းမဲ့ခြင်းစိတ်ပမှလွတ်မယ်ဆိုရစိတ်တက်ကမင်းကိုနေရာမှာလင်ရပ်တန့်စေခဲ့တာပါမှတ်ထားပါအောင်မြင်သူတွေဟာစိတ်မပါရင်တောင်လှုပ်တဲ့တာကိုအောင်မြင်အောင်လုပ်ကြပါတယ်ကဲအခု2026ရောက်ပြီမင်းမှာရွေးချယ်စရာနှစ်ခုပဲရှိတယ်အရင်လိုပဲညီးထွားနေမလားဒါမှမဟုတ် Iron Mind တစ်ခုကိုတီးဆောက်မလားပထမဆုံးမင်းရဲ့မနှက်ခင်းကိုမင်းပိုင်ပါစေဒုတိယတနေ့ကိုအနည်းဆုံး1နာရီလောက်မင်းရဲ့ skill တစ်ခုခုအတွက်အချိန်ပေးရင်းနှီးပါတတိယမနှက်ဖြန်ဆိုတဲ့စကားလုံးကိုမင်းရဲ့အဘိဓိဟန်တွေကနေအပြီးထောက်ပြလိုက်ပါနောက်ဆုံးကျွန်တော်ပြောချင်တာကတော့2025ရဲ့အမားတွေဟာမင်းကိုတတ်ဖို့မဟုတ်ပဲပိုတန်မာလာစေဖို့သင်ခန်းစာပေးခဲ့တာပါအဲ့ဒီအမားတွေအတွက်ကိုခွင့်လွှတ်လိုက်ပါပြီးရင်မတ်တက်ရက်ပါမင်းမှာဖြစ်ချင်တဲ့စန္ဒရှိုံနဲ့မလုံလောက်ဘူးလှုပ်ချင်တဲ့စိတ်ဓာတ် will power ရှိရမယ်ဒီနေ့ကစပြီး Iron Mind မြန်မာနဲ့အတူအစ်စ်ကပြန်စားကြရအောင်မင်းကမင်းထင်တာထက်ပိုပြီးတန်မာပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ခွန်အားတစ်ခုဖြစ်စေတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့မိတ်ဆွေရဲ့2025ကအကြီးမားဆုံးသင်ခန်းစာကဘာလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်နော်ကျွန်တော်တို့အတူတူဆွေးနွေးကြမယ်အားလုံး message တက်ခိုင်ပါမီအောင်မြင်တဲ့2026ကိုပိုင်ဆိုင်နိုင်ကြပါစေကျွန်တော် Iron Mind မြန်မာပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ